Hello. Không mà lên, hai mấy nhiều rồi, đưa lái nào sẽ. Nè. Mình nói cho màu lên nào sẽ. Nè. Mà bé mấy màu mà xinh mà sao? À ngã sao cũng. Mấy à ba giờ rồi. Ba mà sao? Không mà sao. Nè. Nào theo mình chỉ này đi quay luôn nuôi rồi à đi. Thì biết tao Má gì? Tao hả? Sao sao lại đi chú này vậy? Mẹ, ngã ta chỉ đi số xí đi nụ à? Khai số ta thì lúc đó là nó mà ta mà nụ thì. Ồ. Mẹ mẹ lú xong tao đau phiền gì? Ta đi xem bông mẹ trả là về. Ồ, phê phê công ty tôi sao rồi, khá là mìnhတွေ့à? Nó phải nó. cái thao vào rồi quá mấy người đôi này sắp vào lúc này này ngày nhà cùng nhiều lúc nó sinh ra này là quá lý lại thì bao số vào rồi quá cái ấy đi bây này nó đua cùng nhiều cái cục phim ấy mấy ấy mà usia Cho nó ngày nhà tôi à mẹ. Ok, tại ta phải ở Australia cho mình đủ đấy. Cô bé công ty này nó khó này đi. Bé đó là mẹ, chết chứ vậy là. phải đấy mấy chơi chơi rồi chơi toa mà Toa chứ này. Dĩ quen mua về này, lúc cái sao rồi rồi, ta. phải đấy bây giờ cái cái gì để lụp yom luôn mà mấy người sao đấy ngáp yom thà mà là anh đi sang đây bắt đầu này lý là thà vào luôn mấy anh lúc đó lụp phải yom vào cái aku khuyên lấy ba lão mấy đứa khác yom màပြောမယ်ဆိုတော့ရပါတယ်ဟိုဒါပေမဲ့သွားရမယ်နိုင်ငံနဲ့ပြောရမယ်လေလူလေးသိန်းကိုတေချာနားထောင်ပြီးလုပ်ရင်တော့ရမှာပါ mấy anhပြောlại đi Không ta bé cô nhiều mà đấy. Thì cái đàn toa mẹ rồi nên ba má rồiပြန်đi ra ông nào bộ. Lần ngay này tôi nông ốc vô rồi ra chỉ đi để đi.ဟုတ်ပါတယ်အဲ့ဒါတွေကငါတွက်ပြီးသားပါမိသားကငါ final လောက်တွေကငါသတိပေးထားတယ်အခုကြောင်းပြီးတာပဲ6လရှိနေပြီဟိုတင်တန်းတက်မလို့လို့ဒီတင်တန်းတက်မလို့လို့လာရလုပ်နေတာမင်းကငါအချိန်3လပြင်မယ်အင်္ဂလိပ်စာအခြေခံရှိပြီးသားပဲကွာကျွမ်းအောင်လေ့လာပေါ့ပြောတာဆိုတာနားထောင်တာအစားအကုန်လေ့လာပေါ့အေးလုပ်ငန်းနဲ့ပတ်သက်တဲ့ပြောတာဆိုတာအသုံးလုံးအားလုံးတော့ငါသင်ပေးမယ် ဟုတ်ကဲ့ပဲ နော်ဒီတစ်ခါစမဲ့လုပ်ငန်းခွဲကအရင်နှိများတယ်ကွာကိုထက်ကလူထိုင်းမှဖြစ်မှာဒီကိစ္စတော့ငါညောင်းမှအသေးစိတ်ပြောမယ်ကွာဟုတ်ပြီလားမင်းဒီတစ်ပတ်အတွင်းမှာအင်္ဂလိပ်စာကိုလေ့လာနိုင်အောင်လုပ်မင်းတကယ်တက်မှဖြစ်မှာနော်မင်းညာရင်တော့မင်းရောငါရောအဆက်ကွဲမှာ ကျောင်းပြီးတော့လည်းပြင်းနေရည်နော် မပြင်းနဲ့လေတနန်းတွေပါရှိလဲအဲ့ဒါရှာပြီးလိုက်တက်အောင်ပါဗောကွာ တက်ပြီးတော့ တနန်းထုတ်ပြီးတော့ကုမ္ပဏီတွေမှာလိုက်လှုပ်ရှားအောင်ပါဗောတို့ရဲ့ image နဲ့ပြီးတာဆိုတော့လောက်တဲ့အဆင်ပြေမှာပါမင်းကတို့ထက်တောင်မှပို့ပြီးချိန်နေကောင်းပါ ဘာဖြစ်လို့လဲ ဘာဖြစ်ရမလဲမင်းရဲ့အင်္ဂလိပ်စာတော်တာ哦အရေးရောအဖက်ကောအပြောမင်းကကျွမ်းတယ်လေကျွမ်းပါဗောမင်းမေကအင်္ဂလိပ်စာဌာနအင်းလိုက်လာတာဗျဟုတ်တယ်မလား လူတယောက်တော်တယ်ဆိုတာကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကအဓိကပါကွာပတ်ဝန်းကျင်ကောင်းလဲလို့တာပေါ့နော် ဟ
မမောနင်ခမင်းညိုတိလား သိရလေဘာဖြစ်လို့လဲ အော်တိရဆိုငါသူ့ကိုစိတ်ဝင်စားလို့သူ့မှာလေရီးသားရပါရှိရလို့ကြားမိတယ် ရှိတော့ရှိရတော့မကြောက်သူ့မိဘတွေကတော်တော်ချမ်းသာတယ်လို့ပြောတယ်ကုမ္ပဏီပိုင်းနဲ့ဟာ ငါလေသူနဲ့ရင်းနှီးခြင်းလို့ဟိုတလောကငါ့ကိုပြဿနာရှာခိုင်းလိုက်တယ်အဲ့ဒါငါ့ကိုနဲ့သူနဲ့ကွန်တက်သွားတယ်သူကငါ့ကိုတော့တော်တော်မှတ်မိသွားပြီအဲ့တော့ငါ့ကိုမှတ်မိသွားတာပေါ့ တီးရီရလဲသူနဲ့ရင်းနှီးချင်များပြန်ပြဿနာရှာနေကိုတုံးရလားမင်းကမဟုတ်သေးပါဘူးခဲ ဟာတယောက်နဲ့တယောက်ဂျာကန်လူကမိတ်ဆက်ပေးရင်းနှီးအောင်လို့ပြီးတော့ရေလာမြောင်းပေးစကားပြောအဲ့နေရာအမြန်ဆုံးရင်းနှီးအောင်မလုပ်နိုင်ပါဘူးငါ့ရဲ့နေရာမှာမြန်လာအခုပြဿနာတက်ပူသွားပြီဆိုတော့ तू ကငါ့ကိုခေါင်းထဲမှာဆဲနေအောင်မှတ်မိသွားတယ် အဲ့ဆိုငါမေးပါအောင်မယ်နင့်ကိုမုန်းသွားရင်ဘယ်လိုလုပ်မလဲ ဒီမှာမမအမုန်းဆိုတာအချစ်ရဲ့အစားပဲ တင်ကြီးကော်ဖီတောင်းလေဟိုကော်ဖီတွေပွားတယ်မလိုပါဘူးမိဘကတခြားလို့ကြားတာလေ မရအောင်မရအောင်မေဘက်စီရောက်လို့ရှိရင်တခုစားမှစားတည့်ရတာလေတင်ကြီးကအချိန်မရဘူးဆိုလို့နန်းစေပါလေးစားရှေးအောင်မပြေးပြောအဲ့လိုဝင်တည်ကျင်သေးတာကဲလိုင်းကိစ္စပြောလေ ဒီလေလေတငယ်ချင်းဆရာအခုကြီးတစ်ခုတောင်းမလို့တင်ကြီးတောင်းအင်္ဂလိပ်စာသင်ပေးပါလားအပြင်ကျူရှင်လည်းမပို့ချင်ဘူးတငယ်ချင်းရယ်မိဘကအီးမေးချန်နယ်လည်းပြီးထားတယ်ဌာနမှာလည်းအလုပ်ပြန်လုပ်ပြီးထားတယ်ဆိုတော့အင်္ဂလိပ်စာအထီးတွေရှိတယ်လေ ကဲစိုးစားမအောင်တငယ်ချင်း အင်အားကိုညိုကလေသူ့သားကိုအော်စီကိုလွတ်မယ်တဲ့လွတ်မယ်ဆိုတာကလည်းနိုင်ငံခြားကုမ္ပဏီတစ်ခုနဲ့ဟိုတင်ကြီးတို့ကုမ္ပဏီတွဲထုတ်ထားတဲ့ကုမ္ပဏီရှိရလေအဲ့ဒီကိုပြင်ရတော့တင်လွတ်မှာဟိုပြန်လာလို့ရှိရင်အလုပ်တစ်ခုလုပ်မယ်တဲ့အဲ့ဒီအတွက်သူ့ဖေကကြိုတင်ပြီးစီစဉ်ထားတာ ဟာဒါဆိုရင်ရေးကြည့်တာပေါ့ ဟုတ်တယ်အရေးကြီးတာပေါ့မိဘရဲ့အိမ်ကသားကလေဟိုထုံးစံတိုင်းနည်းနည်းတော့စိုးတယ်ဟိုတောင်းပြီးခါစားဆိုတော့ဘာလို့လောက်မှလည်းမသိဘူးကုမ္ပဏီမှာတွင်ထားပြန်တော့လေចောင်းချိန်ကမကုန်လေတော့တိတ်အလေးနဲ့မထားဘူးမိဘရဲ့အဲ့ဒါကြောင့်မို့လေသူ့ဖေကကြက်မှန်နေတာ ဟမ်ဒါဆိုမေဘကအင်္ဂလိပ်စာသင်ပေးရမှာပေါ့ ဟုတ်တယ် အဲ့ဒါမှပြဿနာပဲတငယ်ချင်းရဲ့ ဘာမှပြဿနာဖြစ်ရတယ်မိဘကလေ ဘာပြဿနာဖြစ်ရမှာကိုကကျမ်းမာရေးတိတ်ကောင်းတာမဟုတ်ဘူးဟိုအေးရလဲလဲနေတဲ့ဝေဒနာတော့မဟုတ်ဘူးတငယ်ချင်းရဲ့မတတ်နာပေါ့ကိုမှလေသွေးတိုးစီးကြိုးနှလုံးဒါကြောင့်မလို့ဆရာဝန်ကအနားယူခိုင်းထားတာကိုစိတ်ပဲစီရင်ထားတယ်လေအဖေကကျူရှင်နေတော့မှကိုကမပြတာကြပြီ ဟင်အဲ့ဒါဆိုရင်မိဘလုံးဝမတင်ပေးနိုင်ဘူးပေါ့မိဘမတင်ပေးနိုင်ဘူးဆိုလဲတယောက်တော့ညွှန်ပြီးအိမ်မှာပဲလာတင်ပေးရမှာနော်အိမ်မှာခေါ်တင်တယ်ဆိုတာလေလေကုမ္ပဏီရဲ့အတုံးအနှုံအခေါ်အဝေါ်ဆိုတာရှိတယ်လေအဲ့ဒါကိုကိုညွှန်ပြောပြပေးရမှာ ဟောသူမိတော်ပြန်လာတယ် သမီးကိုလေမမီမိတ်ဆက်ပေးအောင်လေဒါမမီနဲ့ကြောင်းနေပဲတကယ်ကြီးတက္ကသိုလ်မှာငါအတူတူပဲပေါ့တမီးရဲ့တော်တင်ကြီးတဲ့ သမီးလေးကချောလိုက်တာငယ်ငယ်တော့ပဲတွေ့ဘူးလားချင်းမမတွေ့ဘူးလေခုပဲသမီးကြောင့်မေလို့ပြောနေကြတာဟောသမီးကရွေးဖယ်မှာအီးမေးချင်တယ်ဒီနေ့မှကြောင်းပေးတာဆို တင်ကြီးမင်းတင်ရင်တဲ့အင်္ဂလိပ်စာကိုလေသမီးနဲ့ပဲညှိလိုက်တော့သမီးက10တန်းအောင်ပြီးတည်းကဂိုက်လိုက်လုပ်နေတာအင်္ဂလိပ်စာသိကျွမ်းတာ ရပြီအမေကိုရှော့ဆွဲလို့မရတော့သမီးကိုပဲရှော့ဆွဲလိုက်တော့မယ် မမီအန်တီကဘာပြောနေရလဲ မေဘကိုကိစ္စမင်းမဲရှင်းပြလိုက်တော့ ဒီလိုသမီးရဲ့ မင်းကအယူလေဟာငါဘာယူလို့လဲ ဟာမင်းမစဉ်းစားကြည့်လေကွာသူများတကာတွေနိုင်ငံခြားသွားခြင်းလို့အသေးအတန်စူးစမ်းနေတယ်မင်းကနိုင်ငံခြားမသွားခြင်းဆိုတော့ မင်းကအယူပေါ့ကွာ ဒါပဲဗော ငါ့ကိုနိုင်ငံခြားလုပ်မယ်ဆိုတာဟိုကအလုပ်တွေကိုလေ့လာပြီးတော့ဒီပြန်လာပြီးလုပ်ငန်းတာဝန်ရလုပ်မင်းတို့စဉ်းစားကြည့်လေကွာငါဘဝအလုပ်ဆိုတဲ့သမုဒ္ဒရာထဲမှာနဲ့နေတာဘယ်ချိန်လွတ်လပ်ခွင့်ရှိလို့လဲမင်းတို့လည်းအခုလိုပြောဦးပါဖို့လည်းငါမှအချိန်မရှိဘူးငါအားကြောင့်မလုပ်ချင်တာကွာငါအခုချိန်ဒီလုံးမလုပ်ချင်သေးဘူး ကောင်းလိုက်တဲ့အိုင်ဒီယာကွာဗာလဲမင်းကတထေးမဖြစ်ချင်ဘူးတထေးသားဖြစ်ချင်တယ်ဆိုတော့အေးပါကွာတထေးဆိုတော့နေရာကလိုက်လို့မရရှုပ်တယ်ကွာတထေးသားဆိုတော့ဘာပဲလုပ်လို့တထေးကနောက်ကလိုက်ရှင်းနေတော့ဟာကောင်းပါကွာတော့ရ စောစောနာမင်းတို့ငါပြောတာစိတ်ရင်းပါကွာပြန်စဉ်းစားရင်တော့အိမ်မက်ပေါ့တကယ်လက်တွေ့ဘောကနောက်3လကြာရင်ငါအော်စတြေးလျကိုသွားမယ်မသွားရင်လည်းငါအဖေငါ့ကိုကောင်းကောင်းတမမှာကွာ
မင်းနိုင်ငံခြားမသွားချင်ဘူးဆိုတဲ့ယူစိတ်ကိုမင်းဖာသာကြီးကကြမ်းနဲ့ကုမဲ့တယ်ပေါ့လားနိုင်ငံခြားသွားဖို့အင်္ဂလိပ်စကားတွေပါတယ်သင်ရမယ်ထင်တယ်အခုချိန်ဆိုဆရာတွေငှားပြီးတော့ မိဘကကောင်းစေခြင်းလို့စီစဉ်တာပဲကွာမင်းနာခံလိုက်ဖို့ဟုတ်ကွာငါတို့တွေအားလုံးကွာရှစ်တန်း9တန်းလောက်နေရနေပြီဟောနောက်ဆုံးနေ့ထိကဲလာကြတာအခုချိန်ကတော့ကဲတာတွေရက်တင်ပြီတော့ လူငယ်ဆိုတာပြောချင်းတိုင်းပြောရတယ်ကွာငယ်ရွယ်နှုတ်ပြတဲ့အချိန်ဆို10နှစ်လောက်ပဲရတယ်အဲ့တော့ငါနှမျိုးတော့ကွာအသက်15နှစ်ကနေ25နှစ်လောက်ထိအချိန်ရတာကွာမင်းပြောတာတော့ဟုတ်တော့ဟုတ်ပြီဒါဆိုဘယ်သွားကြည့်ကြမယ်မင်းစဉ်းစား တော့ပဲမင်းကငါပြောရရှိတယ်။ဩစတြေးလျသွားဖို့3လလောက်ပဲလိုတယ်ဆိုတော့အခုတကယ်ကိုတိကျ3လဒီနေ့ပဲ fax ရောက်လာတယ်။ဒီနေ့ March April May ဇွန်လလောက်ကိုသွားသွား ဟိုဒါဆိုသားအင်္ဂလိပ်စာလေးလာဖို့ကိစ္စ အဲ့ဒါပြောမလို့ပဲသားရဲ့သမီးဒါစောစောကအန်တီပြောထားတဲ့အန်တီရဲ့သားမောင်ခမ်းမင်းညွဆိုတာလေသားဒါသားကိုအင်္ဂလိပ်စာသင်ပေးမယ်ဆရာမခင်စန်းကြီးခိုင်းတဲ့ ပထမတော့အမေတငယ်ချင်းမိဘကိုစာတင်လို့ခေါ်ထားတာ။ तू ကကျမ်းမာရေးမကောင်းတာနဲ့သမီးကိုပဲစာတင်လို့ခေါ်လိုက်တာလေ။သမီးကအီမီဂျင်နဲ့ကြောင်းပြီးထားတာသားရဲ့ ။အေး तू ကမင်းကိုတပတ်ကို9ရက်အချိန်ပြည့်တင်ပေးမယ်။အချိန်ပြည့်ဆိုတာနေ့လယ်တနာရီကနေပြီးတော့ညနေ4နာရီထိတနေ့3နာရီနဲ့စာတင်ရမယ်။မင်းသေချာလေးလာတင်တော့အေးလုပ်ငန်းနဲ့ပတ်သက်တဲ့အခေါ်အဝေါ်ပြောဆိုတော့ငါတင်ပေးမယ်။ဒီမှာသေချာတင်တော့ငါရှက်ကွက်မခံနိုင်ဘူး သားဘယ်နည်းစတင်ရမှာလဲ ။ဒီနေ့ပဲ ဗျာ အင်္ဂလိပ်စာကိုလေ့လာမယ်ဆိုရင် dictionary ကိုလက်လွတ်လို့မဖြစ်ဘူး dictionary သုံးရမလားလူမျိုးသုံးလဲ ကျွန်တော်ကတော့အင်္ဂလိပ်မြန်မာ dictionary ကိုပဲကြိုက်တယ် အကောင်းဆုံးကတော့ English to English dictionary ကိုကြည့်အကောင်းဆုံးပဲအဲ့ဒီမှာအတန်ထွက်သင်္ကေတတွေပါတယ်လေအသေးပဲတူစကားလုံးတွေလည်းပါတယ်စကားလုံးတွေကများများရရင်အင်္ဂလိပ်စကားပြောအရေးသားရောနားထောင်တာပါတိုးတက်တာပေါ့ကိုကဖတ်တော့လဲပို့ပြီးအသေးပဲနားလဲအောင် ဟော ကျမပြောနေရှင်စိတ်ဝင်စားအောင်လားရှင်စိတ်ဝင်စားအောင်ဆိုရင်လေရှင်အဖြစ်မတင်နေတော့ပါဘူးစိတ်ဝင်စားအောင်မပြောပြတတ်တယ်ကျမကိုကျမပဲအဖြစ်တင်ရတော့မှာပဲ ကျွန်တော်တောင်းပါပါတယ်ညတငယ်ချင်းတွေနဲ့ရှောက်ရတာများသွားလို့ခုမနေ့မှပြန်အောင်လာလို့ပါ ရှင်အဲ့လိုလျှောက်သွားနေရှင်ကလူကြီးရဲ့မသိဘူးလား အော်တည်ရနေလဲတည်တယ်မတည်ရနေလဲမတည်ဘူးကျွန်တော်ခိုးချောင်ခိုးဝယ်သွားတာဟုတ်ဗျ ဒါဆိုရှင်ကလူဆိုးပဲ ကျွန်တော်ကလည်းကျွန်တော်ကိုညီတော်လူကောင်းပါလို့တစ်ခါမှမပြောဘူးပေါ့
တာမပါဘူးပြီးတော့ခွင့်တော့ပါဟိုကိုခမင်းကိုဝယ်ထားပစ္စည်းတွေကဘာတွေကွဲကုန်လဲချိလိုက်ပါ ရပါလေအဲ့ထဲမှာကွဲနိုင်တဲ့ပစ္စည်းမပါပါဘူး ဟိုတော်သေးရပါရုပ်တရက်ဆိုတော့လက်လဲစိတ်လဲပူသွားလို့ပါဟိုတီးကြောင့်ဖြစ်ရဆိုတော့လေအားနာလို့ပါ မတော်တဆဖြစ်တာသေးကြရင်ပြီးတာပါပဲ ဩကိုခမင်းကလည်းမတော်တဆဖြစ်တာပါလို့ပြောပြီးပဲဟိုတီးရောစိတ်မစိုးဘူးဆိုရင်လေဒီနားမှာစနပ်ပါရှိရဲမဟုတ်လိုက်စားပါလားစကားလေးပါလေပြောရင်ပေါ့ မင်းနဲ့ကိုကိုရဲ့ညီမနဲ့ဒီလောက်ရက်စကားပြောမိရပဲလွန်လာပါပြီမင်းနဲ့ကိုကိုရဲ့အမျိုးရင်းနဲ့လည်းမပတ်သက်ပြရဘူး ဒါဘယ်လိုဖြစ်လာလဲ ရံဝဲတစ်ဝဲဖြစ်လာလေဒီကိုယ်လုံးလည်းချွေးရည်ကြီးပဲပြီးမှပြန်ဆင်းလာပြန်မယ် Teacher, please wait. Something like that. ခြေသားချိုးတယ် တားတော့ဖြစ်ရမယ်သမီးလေးကိုအားနာလိုက်တာကွယ် ရှားပါအမေ ဘယ်ဟုတ်မလဲဆရာမရဲ့အလုပ်ကြီးကန်ကြီးလုပ်မလို့အချိန်မတိကြလို့ဘယ်ရောက်စာတင်ကြီးရေချိုးခြင်းအလုပ်လုပ်ခြင်းတတ်တတ်မှရှိမှာပေါ့ဒီကောင်တော်တော်ခက်တဲ့ကောင်မင်းဆရာမ တားဆရာမဆောင်နေတာအားနာစရာကွယ် တားဆီယမကိုခွန်းအောင်ပြန်သွားတာပါမေရဲ့ ကဲမတင်ကြီးလားစာတင်ကြီးနေရတယ်တို့အနောက်ဆက်ပြေးလို့ဖြစ် ဘာခမင်းရောနင်တို့ဒီလိုပဲပြောလား ဟုတ်တယ် ဒီကောင်စကားတွေရင်သီးလို့နေကွာအဲ့ဘယ်လိုလုပ်လဲမင်းနဲ့ မြင်းတင်မျိုးတွေနဲ့ပတ်သက်ချင်ဘူးဆိုရခံမင်းတွေပေါ့သူနဲ့တန်နဲ့တုံ့ပြန်မှုပြန်ပေးရ ဟုတ်တယ်ဒီနင်ဒီကောင်းတဲ့ပုံမှာတွေ့ရတာလေ ကုန်းနိုင်မှာတွေ့ရတာ နင်ကိုဟိုကောင်စကားလာပြောရင်နင်ပြန်ပြောသေးလား ဟိုသူကစပြီလားပြောရပါညီမလေးကရှောင်ပါသေးတယ်ဒါပေမဲ့လေပတ်ဝန်းကျင်မှာလည်းလူတွေနဲ့ဆိုတော့သူကဇောရဓမ္မဆိုတော့ညီမလေးလည်းအားနာပြီးပြန်ပြောမိလိုက်တာအဲ့ဒါကိုဒီကောင်အခွင့်ကောင်းယူပြီးတော့မင်းတင်မျိုးတွေနဲ့ပတ်သက်ချင်လို့ပြောပါပေါ့ ဘယ်လိုလုပ်ကောင်းလဲ ဟ
ဗျာကျွန်တော်ခေါ်တာ ဩဒီနေ့မှရှင်တယောက်ပဲရှိရရှင့်အောင်မခေါ်လို့ဘယ်သူ့ကိုခေါ်ရမှာလဲ မင်းတဲ့ကိုကိုရဲ့ညီမဆိုတော့ကျွန်တော်တို့ရဲ့ကြံစားရှိတယ် ကျမတီးကိုလေကျမကိုနဲ့ဖြစ်တာပဲကျမနဲ့ပါဆိုင်လို့လေနေပါအောင်ရှင်နဲ့ကျမဘာရန်ညိုးရှိလို့ မရှိပါ ဟိုအားဆိုရင်လေတီးတို့တစ်ဖလောက်ကိုနေပါလား ဟုတ်ကဲ့ပြောပါ ကိုနာဟိုတီးတို့ကလေလမ်းမှာမောင်းလာရင်လည်းရက်သွားလို့အဲ့ဒါကိုနာအတိဝါရှော့လေးပါလေဒီနားမှာမရှိဘူးလား ဟုတ်ကဲ့ရှိပါရဲ့ဟိုဘက်တလန်းကျော်ဆိုရင်ညာထူလိုက်ကြပါ ကိုနာကလည်းလမ်းညွန်နေသေးတယ်တိတ်မွေးဘူးဆိုရင်တီးတို့လိုက်ပို့ပေးပါလားအပြန်ကြရင်ကိုနာလိုက်ပို့ပေးပါမယ်ဟာကိုနာဘာစဉ်းစားနေရလဲဘာလဲမကူညီပေးကြလို့လား ပြင်းပါမယ် ဟုတ်ကူညီနေဆိုကားပါတော့ မင်းနဲ့ခံမင်းညို့ရဲ့ကိစ္စငါနဲ့ဘာဆိုင်လို့လဲငါ့ကိုဘာဖြစ်လို့ခေါ်လာ မင်းရဲ့ကြော်စွာခံမင်းညို့တွဲလို့ငါရဲ့နောက်ွယ်မှာငါညမရဲ့အချောင်းဖားနေတာငါကြက် ခံမင်းညို့နဲ့မတွေ့တာကြာပြီကွာ ဒါဆိုရင်ကြော်စွာ ကြော်တာနဲ့လည်းမတွေ့တာကြာပြီကွာ ကိုရှောက်ပြောမနေနဲ့ခံမင်းညို့ဖုန်းသိရမှာဟုတ်ဆက်ဒီကိုလာခဲ့ပါ ခံမင်းညို့ဖုန်းတာငါမသိဘူးဖုန်းစာအုပ်ထဲမှာပဲရှိတယ်ဘာလို့ငါဖုန်းတာ ဒါဆိုဝနာကြီးဖုန်းဆက်ခံမင်းညို့ကြီးဖုန်းဆက်ဒီကိုလာခဲ့ပါ ဟယ်လို ဟယ်လိုကြော်သွားလား အေးဟုတ်တယ်ကွာဟဲ့အောင်မင်းဘသူ့ဖုန်းနဲ့ဆက်နေရမင်းဖုန်းနံပါတ်ကြီးကတစ်မျိုးကြီးပဲနော်ရ မင်းနဲ့ဖုန်းကွာ ဟာမင်းကလည်းကွာဘာမှမဟုတ်တဲ့ကောင်တွေနဲ့ပေါင်းနေပြန်မင်းသူတို့နဲ့ပေါင်းမယ်ဆိုငါနဲ့မပေါင်းနဲ့ကွာ မဟုတ်ဘူးကွာဒီကောင်ကငါ့ကိုတစားခံပြစ်ခေါ်ထားတာမင်းနဲ့ခံမင်းညို့ကိုခေါ်ခိုင်းလို့ ဟာ မင်းခံမင်းညို့ရှိဖုန်းဆက်ပြီးမျိုးပြင်ဟာကိုတော်လိုက်လာခဲ့သမှာ ဟဲ့အောင်ငါတို့တပွဲလောက်တော့နှွှဲရတော့မယ်နဲ့တင်နေကွာ တီးကြတာပေါ့ကွာ အေးအဲ့ဆိုမင်းစောင့်နေငါခံမင်းချိုရှိကိုဖုန်းဆက်ပြရတယ်အခုချက်ချင်းလိုက်ခဲ့မယ် โอเค ဟယ်လိုခံမင်းညိုလား အေးဟုတ်တယ် ဟဲ့အောင်မင်းအခုချက်ချင်းထွက်လာလို့ရမလား ငါစားတင်နေရဲ့ကွာ ဟဲ့အောင်ကိစ္စအရန်ရေးကြည့်တယ်ကွာဝနာကိုမင်းနဲ့ကိုကွာအဓိကကတော့ကွာသူတို့ကမင်းကိုလိုချင်တာကွာ ဟာဝနာကိုခေါ်တာလေဘာဆိုင်လို့လဲကွာ မင်းကလည်းကွာအဓိကကမင်းကိုလိုချင်လို့ငါပြောခဲ့တယ်ကွာ အေးအခုချက်ကြီးမြည်ထုတ်တယ် မင်း10မိနစ်တွင်းရောက်အောင်လာနော်မင်းနဲ့ငါဆုံပြီးမှထဲဝင်ဟုတ်ပြီလားရ ဟုတ်ပြီဟုတ်ပြီမခိုင်ကျွန်တော်ပြင်ခဏသွားကြတယ် ရအောင်တနေ့ကို3နာရီပဲသင်ရတာဒီနေ့က English to English dictionary သင်ရမှာသွားလို့မရအောင် နောက်နေ့မှသင်ဗျာ ခမင်းညို့မသွားအောင် ကျွန်တော်ကရေးကြီးကိစ္စရှိတယ်ဗျာ မိဖေမေပြောထားပြီးပြီဒီ3လအတွင်းမှာမင်းအင်္ဂလိပ်စာလွယ်လို့ကျွန်တော်ဘာမှအရေးကြီးရမရှိဘူး အဲ့ဒါအဖေတို့အမေတို့ပိုင်းကျွန်တော်တကယ်လေးနဲ့ကြားမှာကျွန်တော်ရေးကြီးကိစ္စရှိတယ် ဘာဖြစ်လဲစင်းသွား အပွားပါဗျာကျွန်တော်ကရေးကြီးတယ် ဟေး
ဖြစ်ကြလဲ အော်ဘာမှဖြစ်ပါဘူးသူကလေစာအုပ်သွားဝယ်မလို့တဲ့အဲ့ဒါသမီးကမသွားဘူးလို့ပြောတာ ပါတယ်ကွယ် မင်းတော့လုပ်ပြီစောက်သွားတော့ဆီယမပါတော့ပုံမကောင်းဘူးလားကွာ သမီးသားအတွက်လိုအပ်တာတွေကိုလိုက်ဝယ်ပေးလိုက်ပါနော်ဟိုစာတင်တာနဲ့ပတ်သက်ပြီးတော့လေသမီးအကုန်လုံးအပ်ထားတာအန်တီတို့တိုင်ပင်စားမလို့နော် ကြိုက်သွားမလား တော်ပြီတက်စီနဲ့ပဲသွားတော့မယ် ကားပြ ဆယ်ဟောလို့ ကားပြမြန်မြန်လေးမဟုတ်ဘူး ဆရာမခဏလေးနော်ကျွန်တော်ဟိုကောင်လေးနဲ့ချိန်တာလို့တိတ်မကြောက်ဒီကားပါပဲစောင့်ကျွန်တော်ပြန်လာခဲ့မယ် ဒီရှောင်း ဟ
သီရိကိုပါလား shopping လာတာလား ဒီမှာတွေ့နေတာပဲ shopping မလားလို့ဘယ်လာမှာလဲ ဟောစိတ်ကြီးပဲကောင်းနဲ့မေးတာပါ club ကိုရောက်ဖြစ်သေးလားတို့ကတော့ final ရောက်ပြီမှထပ်ပြီးမရောက်ဖြစ်တော့ တို့ကရောက်ပါတယ်ကစားလဲကစားဖြစ်တယ်မင်းလည်းလာကစားအောင်လေကြောင်းပြီးသွားပြီမလားအဲ့လေကြောင်းပြီးသွားပြီဆိုပေမဲ့မင်းကကစားနိုင်မှာမဟုတ်ပါဘူးကြောင်းပြီးသွားပြီဆိုတော့သင်တန်းတွေတက်အလုပ်တွေလုပ်ရနဲ့တော်တော်ရွှာလဲနေမှာပဲနော်အော်ဒါနဲ့မင်းအလုပ်လုပ်ချင်တယ်ဆိုရင်တော့တို့ဖေကုမ္ပဏီမှာစီးရင်မလုပ်ပါလားတို့ပြောပြမယ် မင်းဖေကုမ္ပဏီမှာလှုပ်လို့မလားလို့မေးတာတော့ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကိုရောကရိုးသားတဲ့ကုမ္ပဏီမှာပဲလှုပ်ချင်တာကလိန်ကစစ်ကုမ္ပဏီတော့မလှုပ်ချင် ငါ့ကိုတမင်သက်ကြောတော့လုံးဝမကြည့်တော့ အေးဟုတ်ပြီရတယ်โอเคကျေးဇူးပဲအခုပဲကျုံးမရွှေစီကဖုန်းလာတယ်ညိုမင်းတို့အုပ်စုကဒုတ်လုတ်ကွက်ထဲကိုဇုတ်ဝင်လာတယ်တဲ့ကဲဒီကောင်တွေကြောင့်စုံစမ်းခိုင်းတာဘာကြောင့်ထူလဲပြော ဟုတ်ကဲ့ဆရာကျွန်တော်တို့ကုမ္ပဏီနဲ့ဆက်သွယ်ထားတဲ့နိုင်ငံခြားကုမ္ပဏီရဲ့စင်းကိုသူတို့ဘယ်လိုတည်သွားမလဲဆရာနောက်ပြီးတော့သူတို့ကလှမ်းမိသေးတယ်ကျွန်တော်တို့ကုမ္ပဏီနဲ့ညီကိုလိုဘာလိုကျွန်တော်ပြောလိုက်တယ်ကျွန်တော်ဘာမှမဆိုင်ဘူးကျွန်တော်တို့ကပြိုင်ဘက်ကုမ္ပဏီလို့ပြန်ပြောလိုက်တယ် ကဲဟုတ်ပြီကိုမောင်ခင်ဗျားကဘာပြောကြရရှိ ပြည်တွင်းကကျွန်တော်တို့ပွဲစားတဲ့ချီကိုဥညုံမင်းကုမ္ပဏီကလိုက်ဆက်သွဲပြီးတော့ကျွန်တော်တို့ဝယ်လင်ချက်ပစ္စည်းတွေကိုဥညုံမင်းကုမ္ပဏီကဈေးပို့ပေးပြီးတော့ဝယ်မယ်လို့ပြောနေဆရာကျွန်တော်ဘာဆက်လုပ်ရမလဲဆရာ ဩခါတိုင်းနေကြတော့ဘယ်လိုလုပ်ကြလဲ ခရိုင်းနေ့တွေကတော့ကျွန်တော်တို့ပစ္စည်းဝယ်ဂိုဒေါင်ရောက်ငွေရှင်းဒီလိုပဲဆက်လုပ်နေကြတာပဲဒီနေ့တော့ပစ္စည်းတွေမပေါ်သေးတော့ကျွန်တော်တို့ဘာမှမလုပ်ရဘူး အဲ့လိုဆိုရင်ပွဲစားတွေကတစ်ဆင်ပွဲရုံပိုင်ရှင်တွေနဲ့စားချုပ်ချုပ်ရှင်းရန်ပေးလိုက်ကြံပစ္စည်းရောက်ငွေချေဆိုရင်တို့လည်းဆင်ပြေသွားတာပေါ့အကျိုးတို့ရှိမှာဗန်လက်ကြောင်ငွေဘယ်လောက်ရှိသေးတယ်ဆိုတာကိုကျွန်တော်ရှင်းတွက်ပေးပါ ဟုတ်ကဲ့ ကိုကျော်ခင်ဗျားကနိုင်ငံခြားကုမ္ပဏီနှစ်ခုစလုံးကိုကျွန်တော်နဲ့ချုပ်ချင်တဲ့စားချုပ်ကိုမူချမ်းပို့ပေးလိုက်အဓိကအကြောင်းကတော့ကျွန်တော်တို့နဲ့ပဲအလုပ်လုပ်မယ်ဆိုတဲ့အကြောင်းပါပါစေ ဟုတ်ကဲ့ဆရာ မနေ့ကစားချုပ်အဟောင်းနေရှိတာပဲအဲ့ဒါကိုပြန်ကြည့်လိုအပ်တဲ့အချက်ကိုထပ်ဖြည့်လိုက်မနေ့ကမနေ့ကြာလို့ချင်းစားချုပ်မူချမ်းကျွန်တော်ရှိတင်ပေးဟုတ်လား ဟုတ်ကဲ့ဆရာ ကျွန်တော်ကြားရသလောက်ကညိုမင်းတို့အုပ်စုကတရားမဝင်လုပ်ငန်းတွေလည်းလုပ်တယ်သူကသတင်းရထားတယ်ဗျတော်ကြကျွတ်တို့ကုမ္ပဏီကထင်အောင်ထင်မှဖြစ်ကုန်မယ်ဗျအလုပ်လုပ်တဲ့အခါမှာတော့သူတို့တွေမပတ်သက်မိအောင်သတိထားပြီးလုပ်ကြပေါ့ ဟုတ်ကဲ့ဆရာ ဒီဇယားကိုကြည့်အတန်အတွက်မှန်အောင်ဆိုကြည့်လိုက် ABCD အတန်အတွက်ကိုမှန်အောင်မရှက်မကြောက်ဆိုနိုင်ရင်ဒီအင်္ဂလိပ်စကားပြောလေးလေးသိရင်အံ့ဩစရာကောင်းတော့အောင်ကိုတိုးတက်သွားနိုင်တယ် ဒါဆိုအတန်ရွတ်တင်ရင်သားလေးကိုလို့ရအောင်ချက်ထားပါ အင်းလေစက်တယ်ဆိုတာထက်ဒီ ABCD အောက်ကသင်္ကေတကီလေးတွေမမိအောင်အရင်ကြည့်ရမယ်နောက်တစ်ချက်က English to English ကို dictionary ကိုအဓိကထားပြီးကြည့်စေချင်တယ်နောက်ဆုံးမရတဲ့အဆုံးမှာ English မြန်မာ dictionary ကိုကြည့်ပေါ့ ဒါဆိုမခိုင်ကျွန်တော်ဆက်သင်ပေးနေမခိုင်သင်ပေးထားတာကိုကျွန်တော်လေ့ကျင့်နိုင်အောင်ပဲအတန်အတွက်ရဲ့ English dictionary ကိုကျွန်တော်လေ့ကျင့်နိုင်အောင်မခိုင်ကြည့်ပေးပါ Okay A B C D E F G H I J K
ကဲရဲ့မတော်တဆဖြစ်တာလားတမင်လောက်တာ မင်းကြိုက်သူချ ရှင်းလိုက်လားအော်မင်းနဲ့ကိုယ်တိုင်ရှင်းဖို့တတ်တယ်မရှိလို့လူမိုက်ငားလာတာပဲဟဲ့ခံမင်းညောဘလို့ဖြစ်ဖြစ်ရတယ်ဒါလည်းကြည့်တယ်စိတ်ကတော့မတော်ငါစားနေရောက်နေပြီကွာ ကဲအဲ့ဆိုလည်းမင်းတော့လာငါတို့လည်းလိုက်ခဲ့ မလိုက်ဆရာမတင်ပြဿနာရှုပ်သွားငါကွဲပြန်ပဲ ပြောင်းမင်းဖြစ်ပါမလား ဖြစ်တယ်ကွာဘာဖြစ်လာလဲ ဆရာမဟိုနောက်ဖေးမှာစေးပန်းလေးရှိရဒေါ်ယူမေးပြီးယူပေးပါကျွန်တော် အိမ်မှာဖေဖေတို့မေတို့တယောက်မှမရှိဘူးလားကျွန်တော်ရံဖြစ်လာတာဒါကိုဖေဖေတို့မေတို့ဘာမှမပြောနိုင်ဘူးဒါဆိုလည်းလုံးချင်ချက်သွားလို့ ဒီတိုင်းနေလို့တော့ဖြစ်ပါဘူးစိတ်ကတော့မှဖြစ်မယ် မင်းလုံးလို့တတိထားမယ်မတော်တဆတော်တော်များဖြစ်တတ်ကြတယ်အခုဆရာမင်းကိုဆေးလေးထိုးပေးလိုက်တယ်ဆေးထည့်ပြီးပတိလေးစီးပေးလိုက်တယ်တရက်နှစ်နေကောင်းမှာပါ ကျေးဇူးတင်ပါဆရာ အပြင်မှာဆေးယူသွားလိုက်ပါအောင် ခွင့်ပြုပါအောင်ဆရာဟိုလေဟိုခြံထဲကတကိုင်းနေခြံစည်းဦးနဲ့မလို့လို့ဟိုခုံရကနေအခုလိုဖြစ်သွားတာပါ ဒီလိုပဲဖြစ်တတ်ကြပါတယ် ရှင်စိတ်ဝင်စားဆိုရင်ရှင်အဖြစ်မတင်နေတော့ပါစိတ်ဝင်စားအောင်မပြောပြတတ်တယ်ကျမကိုကျမပဲအဖြစ်တင်ရတော့ပါပဲ ကျွန်တော်တောင်းပါပါ ဒါဘလို့ဖြစ်လာ ရံဝဲတော့ဖြစ်လာဘိုးလုံးကချွေးဝဲ ဆရာမဆောင်အားနာစားတယ် တာဆီယမောကိုတော့မှာသွားတာဘူး ဒီနေ့က English to English dictionary သင်ရမှာသွားလို့မရ နောက်နေမှာဗျာ မင်းတို့မက
သွား ကျွန်တော်ကရေးကြီးကိစ္စရှိတယ် ပြီးပြီပြောတာပဲသုံးရတယ်ပါမင်းအင်္ဂလိပ်စာတယ်လို့ကျွန်တော်ဘာမှအရေးကြီးတာမရှိဘူး အဲ့ဒါပြေလို့မျိုးပိုင်းကျွန်တော်တကယ်ရဲ့အချမ်းမှာကျွန်တော်ရေးကြီးကိစ္စရှိတယ် ဟာပြည့်မင်းသွားတာ အသွားပါရော ဟဲ့ဘာဒီပါသူကလေစောက်သွားမယ်လို့လေအဲ့ဒါကပြောတော့ပါအဲ့ဒီချက်တယ်ဆိုတာဒီ ABCD အခါတဲ့နေတာဒီတွေမမြအောင်ကြည့်ရနောက်တစ်ချက်က English to English ကို dictionary ကိုအဓိကထားပြီးကြည့်စေမယ်Jaga podi siama go be peswea chimiri Jaga podi siama go be peswea chimiri Teji la yao pano Gone go babi Chitu shiye open pyo banano ti Yo yo ne Dago Doni Gesekati Baby Mama နေ့ကတည်းကပတ်တာလေ ဟုတ်တာမနေ့ကကျွန်တော်ဆရာမဆေးရလိုက်ပြီးတော့ကျေးဇူးတင်ပါတယ်ညလည်းနေမကောင်းမဖြစ်ဘူးတော်တော်အချိန်ကြီးကောင်းသွားတယ် ဒါဆိုရင်စတင်လို့ရပြီပေါ့ ဖြည်းဖြည်းတင်ပါဆရာမဆရာမကိုကျွန်တော်စကားနည်းနည်းပြောနေပါ ဘာပြောဆက်ရှိလို့လဲ ဒီလိုအာ တော်တော်နာနေလားလေ နည်းနည်းပါဒါကြီးမနာတော့ပါ စကားပြောမယ်ဆိုပြောလေ ပြောချင်တယ်ဆိုတဲ့စကားတောင်းပန်စကားပါဆရာမကိုစတွေ့တော့မထင်မဲ့မြင်ပြုံးမိရတယ်မလေးမစားဆက်ဆံမိရတယ်ကျွန်တော်ခွင့်လို့ပါနော် တောင်းမနေကြမလို့ပါအောင်လူငယ်တဘာဝဒီလိုပဲလွတ်လပ်ချင်တယ်ပျော်ပါချင်တယ်ဆိုတာနားလည်ပါတယ် ဘာပဲဖြစ်ဖြစ်ကျွန်တော်ကလူငယ်ဘဝကနေလူကြီးဘဝကိုပြောင်းရတော့မှာလေကျွန်တော်အပေါ်မှာအခုလိုနားလည်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ် ကဲပါစတင်ကြစို့ Goda yamji Tailin odi Bonjo piate monamji Daga podi siama go be teswea chimiri Goda yamji Tailin odi Bonjo piate monamdi Daga podi siama go be peswea chimiri ကဲဥပရှင်ပြောပါဦး မနေ့ကတော့ကျွန်တော်တို့နဲ့စကားပြောထားတဲ့ကုမ္ပဏီက fat ဝင်လာတယ်သူကဥက္ကမောင်မျိုးကုမ္ပဏီနဲ့ဆောက်ရုပ်ထုတ်လိုက်တယ်တဲ့အဲ့ဒါကျွန်တော်တို့လည်းအလုပ်မဖြစ်တော့ အဲ့ဒါခင်ဗျားကိုပြောတာပေါ့သူတို့နဲ့ contact ရတွေကစာချုပ်အများချုပ်ရမှာကဲအခုတော့ဥက္ကမောင်မျိုးတို့ကုမ္ပဏီပါသွားပြီဘယ်နဲ့ရှိ ပါသွားတာမဟုတ်ဘူးဆရာငကိုလေးကဥက္ကမောင်မျိုးကုမ္ပဏီနဲ့အလုပ်လုပ်နေတာ ကျုပ်သိတယ်ခင်ဗျားတို့ဘက်ကညှိနှိုင်းစည်းကိုမပေးနိုင်တဲ့အတွက်အခုလိုဖြစ်တာအဲ့တော့ကျုပ်တို့ဘက်ကရှော့ချပေးရအဲ့တော့ကျုပ်တို့ကုမ္ပဏီကဘလောက်ရှော့ချပေးနိုင်တယ်ဆိုတာကိုကျုပ်ကိုတင်ပြကဲဥပရှင်ခင်ဗျားတို့ အဲ့ဒါဥက္ကမောင်ညိုတို့ကုမ္ပဏီနဲ့ဆက်သွယ်လုပ်ကိုင်နေတဲ့စင်းတွေပါ ရရှိပါမိတ်လူရှိလား ရှိပါတယ် ဆက်သွယ်လိုက်နေဦး
ခန်းကိုယ်တိုင်မဆက်သွယ်နဲ့ဝက်စားတယောက်သုံးလိုက်နောက်ပြီးတော့ကျုပ်တို့ကုမ္ပဏီနာမည်ကိုမသုံးစေချင်ကုမ္ပဏီတစ်တစ်ခုနာမည်သုံးလိုက်လွယ်တယ်မဟုတ်လား လွယ်ပါနဲ့ဆရာ ကောင်းပြီဦးတယောက်စီစဉ်လိုက် ဟုတ်ကဲ့ ဆရာမခဏလေးနော်ကျွန်တော်ဘိုက်စာလို့မီးဖို့ကန်ထဲမှာဒါရှိလဲတွားကြည့်လိုက်အောင်လေဆရာမကဘာစားလဲ ဟုတ်ပါတယ် coffee pot Okay နင်းလည်းလာကစားအောင်လေကြောင်းပြီးတော့ပြီမလားနင်းလည်းကြောင်းပြီးတော့ပြီဆိုပေမဲ့မင်းကကစားနိုင်မှာမဟုတ်ပါဘူးကြောင်းပြီးတော့ပြီဆိုတော့တင်တန်းတွေတက်အလုပ်တွေလုပ်ရတယ်တော်တော်ရှားလဲနေမှာပဲနော်အော်ဒါနဲ့မင်းအလုပ်လုပ်ရှင်လဲဆိုရင်တော့ဒုဖေကုမ္ပဏီမှာစီးရင်မလုပ်ပါလားတို့ပြောပြမယ်ဟယ်လိုအခုဖုန်းကင်ထားဘာလုပ်လဲ ခုပြောညာဘူးလေ အခုဖုန်းဆက်နေတာတီးကိုပါအိပ်ဘက်ကဖုန်းကင်ထားဘာလုပ်လဲ ကျမကခမင်းကိုစာတင်ပေးနေတဲ့အင်းစာဆရာမပါ ဆီယာမ လောလောဆယ်တော့ဒီနားမှာမရှိဘူးဘာပြောလို့လဲပြောနေချင်တာပြောထားကြလိုက်လေပြောပြလိုက် ဆီယာမဆိုတာဘာလုပ်လဲနာမည်ဘယ်လိုခေါ်လဲ ခေတ်ကနေခိုင်ပါ ဟာ ကဲဆက်ဆက်ရှိနောက်မှာဆက်ခုလောလောဆယ်စာတင်တော့ ဆရာမကော်ဖီနဲ့မုန့်နဲ့တောက်လို့ရတယ်ဘာဖြစ်လာလဲ ဟိုမိမပေါ့ခမင်းညိုတွေမှာတော်တော်လေးကိုတွေ့ကြတယ်ညီမလေးနဲ့အကြောင်းတော့ရမ်းဖြစ်ဘူးလားလေသူ့နာမည်ကခင်ဆန်လီခိုင်းနဲ့ ။ဩ။နင်တို့ကအကြောင်းတော့ညာလာရှိခဲ့ဘူးလားဟိုက။ခေပြောစမ်းမှာဘာများတင်ချင်နေကြ။ ဘာတွေ့ကြနေလဲဆိုတော့သူကခမင်းညိုစာတင်ပေးနေတာလေအဲ့ source ကိုရတယ်သူတို့ချင်းကတော်တော်လေးကိုရင်းနှီးနေတယ်ပေါ့ဟုတ်ခင်စန်နီခိုင်ကိုတစားကန်လုပ်ပြီးတော့ဒီကောင်ကိုညာတော့ဒီနင်တရင်ကသေးချာ သိကြပါတယ်ညီမလေးကိုယ်တိုင်ဖုန်းဆက်ပြီးပြောတာ ခင်စန်နီခိုင်ကိုပြပြီးတော့ဒီကောင်ကောင်းကောင်းပြရပေးရဒီကတော့ဒီကောင်ကောင်းကောင်းနောင်တရသွားစီမင်းငါ့ကိုတွေ့ချင်တဲ့ကိစ္စ ကိုခမင်းညိုတီးတောင်းမှန်ခြင်းလို့ပါ မင်းမာယာတွေများနေပြီထင်တယ်ဒီပြောလေးနဲ့ပဲမင်းတို့မောင်နှမနှစ်ယောက်ဟုတ်လား ဝနာကိုတစ်ဖက်လက်နဲ့ခေါ်သွားရဲဆိုတာမှန်ပါတယ်ဒါပေမဲ့တီးကကိုခမင်းညိုနဲ့ကိုပြည်လဲစီခြင်းလို့ပါ
ကိုကဇွတ်ရတမလောက်လိုက်တော့အကုန်လုံးမဖြစ်တဲ့နာရီဖြစ်ကုန်တာပါ မင်းပါပဲပြောပြောမင်းကိုမင်းကိုငါလုံးဝမရှိဘူးအေးမင်းကိုပြောလိုက်တကယ်တတ်သိရှိရဆိုရင်ခံမင်းညိုဆိုတဲ့ကောင်နဲ့ဒဲရှင်းလို့ပြောလိုက် ကိုကအဲ့လောက်စိုးမိုက်နေတယ်ကြောင်မဟုတ်ပါဘူးဟိုသူ့စိတ်ထဲမှာဒီကိုခံမင်းညောကလိုင်းနောက်ဆက်နေတယ်ထင်လို့တင်းနေတာပါ ငါကောင်းထဲမှာငါနှလုံးသားထဲမှာမင်းမရှိဘူးအေးမင်းနဲ့မဟုတ်ဘယ်မင်းကလေးမှလည်းမရှိဘူးနေပါဦးမင်းကငါစိတ်ဝင်စားနေတဲ့ရိတ်ရောင်များပြမိလို့ ရှင်ကအရေးရောင်ပြခဲ့ပါဦးကျမကစိတ်ဝင်စားနေတာအခုတော့ကောင်းကောင်းလွဲချော်နေတယ်ဆိုတာသိတယ် မင်းကိုထပ်ပြောလို့ရတယ်လုံးဝစိတ်ဝင်စားဘူးကိုလည်းတိတ်ပြီးဝင်မြက်ပြီလို့ ဝင်မြင့်မနေနဲ့ဆိုတော့ဘာကိုပြောရလဲကိုခမ်းမင်းညို ညီမချောချောရှိတဲ့အကိုဆိုပြီးတော့မြင်မြင်ကြယောက်ျားလေးတို့လိုက်ပြီးတော့မတင်ငါဖြစ်နေတာကိုပြောတာမင်းကတိတ်ဝေးတာပဲ တီးတို့ချောရလို့ပြောရတဲ့ကျေးဇူးတင်ပါတယ်ကိုခမ်းမင်းညိုမေးစရာတခုရှိတယ်ခင်ဆန်နေခိုင်နဲ့ကိုခမ်းမင်းညိုလည်းဘယ်လိုပတ်သက်လဲ အဲ့ဒါမင်းသိဖို့မလိုပါဘူး ထားပါခင်ဆန်နေခိုင်နဲ့ရင်းနှီးပတ်သက်တာရှိလို့ရှင်ကိုကိုခမ်းမင်းညိုမျက်နှာများရလို့ဆိုပြီးရှင်ချက်ရှာမှာဆိုလို့ပါဟိုတီးကစိတ်ရင်းနဲ့တတိပေးရအောင် မင်းကငါပြောစရာစကားမရှိဘူးမင်းကိုပြောတာပြဿနာထက်ရှာမယ်ဆိုတော့ဂယုမဆိုင်ဘူးကြိုက်တဲ့ပုံစံနဲ့ရှင်လို့ရတယ် တီးโอเคလား ဒီနေ့ဝိုင်းရတော့သမီးခင်စနီခိုင်အတွက်အထူးစီစဉ်တဲ့ဝိုင်းကိုသမီးရဲ့သမီးအန်တီရဲ့သမီးမေမေရဲ့သားရဲ့တိုင်ပင်ပြီးတော့စီစဉ်လိုက်တဲ့ဝိုင်းအန်ကေကလေပေးတဲ့ဒီအများကြီးဖိတ်ချင်တာသမီးရဲ့ အန်ကရလေသမီးကတော့လေဒီနေ့ဝိုင်းလေးကိုလေမိသားစုဝိုင်းလို့ပဲတတ်မှတ်ချင်တယ် ဗါလေမိသားစုဝိုင်းဟာသိဟုတ်တာပေါ့ဗျာမိသားစုဟုတ်တယ်မိသားစုဝိုင်းလို့အမိပေးရမယ်ဒါမှတယောက်တယောက်အာမနာပါမနာစားလို့ရမှာဟုတ်သားမဟုတ်လား ဖေကတော့လှုပ်ပြီစကားလေးလက်ဆက်တက်ပြီးစားတောင်လေးစားလိုက် ဟေးခဏနေအောင်လေလူကြီးကအရင်မစားသေးဘူးနဲ့လူငယ်စားရင်မစားရဘူး အဲ့ဒါဒီသမီးတော်တာဒီမှာသမီးဒီကောင်းကိုလေအင်္ဂလိပ်စာသင်တန်းနဲ့ပေါ့ယဉ်ကျေးမှုသင်တန်းမှာပေးရမှာသမီးရ မခံရတော့လူကြီးရေးရောက်ရင်ကျွန်တော်ကိုကောင်းကောင်းကြီးနှိပ်ပြုတ် Thank you စားလို့ရပါပြီရှင် စားပါဆရာကိုဘက်တဝိုင်းကျော်ဥက္ကမောင်တို့ဝိုင်းနေသူတို့လာစားချတော့ကြတယ်နဲ့တူတယ်ဒါနဲ့ဟိုမင်းကလေးကဘယ်ရလဲသူတို့မိတ်ဆွေနဲ့တူပါတယ်ဆရာရဲ့ဆိုပါတော့ကွာသူတို့အကြောင်းကိုပြောနေအခုသူများတယ်ရကိုယ့်ကိုစားကြလားဟုတ်ကဲ့ဆရာနေစမ်းမအောင်ခင်ဆန်နေခိုင်မင်းကခမ်းမင်းညိုစာတင်ပေးနေဆိုတော့မင်းကဘယ်လောက်တက်နေလို့လဲ နင်က plain ပါလားခမညုံနဲ့နဲ့ပါဆိုင်တယ် ဆိုင်နိုင်မဆိုင်နိုင်ဘာမှလာပြောမနေနဲ့မင်းကိုခမ်းမင်းညိုစာဆက်မတင်ဘူးပြောနေတာမင်းစာဆက်တင်မယ်ဆိုရင်တော့မင်းရဲ့တိတ်လှပရဲ့မျက်နှာလေးကြီးတန်သွားလိမ့်မယ် ငါတို့နဲ့ခံမင်းညွန်ကြားမှာမင်းကိုချာမရစေချင် ဘာလဲချိန်ချောက်တာလားအကြက်ကင်နေရလား မင်းထင်လို့ထင်တယ် နင်ကလုံးဝ game site ပါဖယ်တိုင်းငါရှိရနေ
မင်းညိုမင်းဘယ်လိုလဲအပြစ်မထွက်လိုက်နဲ့အပြစ်ထွက်တဲ့နဲ့ပြဿနာဖြစ်ရံပွားရင်ရံများတယ်တဲ့ရံမလို့မှရံပြို့တယ်တဲ့မင်းမသိဘူးကြောင်းလည်းပြီးပြီကွာအလုပ်ကိစ္စတွေလည်းအားလုံးစီစဉ်ပြီးနေပြီခုလို့ဆိုရင်မင်းကိုဒီတိုင်းထားလို့မဖြစ်ဘူးနိုင်ငံခြားကိုကြိုပြီးလုပ်မှဖြစ်မှာ ဗျာကိုညို့ရဲ့ဒီ3လတော့ဒီအတိုင်းစာတင်တဲ့အရှင်ကုန်သွားမှာပေါ့ခင်စနီခိုင်နဲ့စာတင်နေတာကလေတိုးတက်မှုရှိရဲ့လေသွားတာတော့သွားမှာပေါ့ ငါရံဖြစ်တာကိုမကြိုက်တာကွာကြာလာရံမိပွားပြီးတော့လူသားမှုအထိဖြစ်သွားနိုင်တယ်မင်းနားလေလားနောက်ပြီးဒီကောင်မင်းသားလုံးဝဆက်ဆက်တီခံတဲ့ကောင်မဟုတ်ဘူးကြောင်းတက်တုံးကလည်းခဏခဏရံဖြစ်တော့အချိန်မွေးများဆိုလိုက်ရှင်းနေရဒါမင်းသိပဲကွာ ကျွန်တော်နောက်မှဖြစ်စေရပါဘူး မင်းအဲ့စကားရံဖြစ်ရှင်းပြီးလို့ပြန်လာတဲ့ဒီစကားကပြောနေအဲ့စကားယိုးနေပြီကွာ တကယ်ပြောပါဖေအရင်တော့ရံဖြစ်တယ်ဆိုတာရွေချက်မရှိပါဘူးစိတ်အခက်မတင်နိုင်ဖြစ်တာပါအခုဟာကျွန်တော်ကိုစာတင်ပေးနေမှတ်ခိုင်အဲ့ကောင်တွေကအိမ်နေပြန်လိုက်နောက်ရှက်လို့ပါ ဟုတ်တယ်ကိုညို့ဖြစ်ရတာဒီလိုသားနဲ့ရံဖြစ်တဲ့မင်းတင်ကိုကိုရဲ့ညီမတီရီကိုကသားကိုစိတ်ဝင်စားတယ်သားကသူ့ကိုစိတ်ဝင်စားဘူးစိတ်ဝင်စားတာခင်စနီခိုင်ချောင်းဆိုပြီးတော့မိကလေးချင်းချင်းဖြစ်ရတာနေပြီးယောက်ျားလေးတွေပါကုန်ရော ဟုတ်တယ်ဖေပြဿနာချင်းကန်အဲ့ဒါပဲ မင်းတို့စားတယ်ရှုပ်နေတာပဲကွာဘာပဲဖြစ်ဖြစ်သီးခံရံမဖြစ်နဲ့မင်းမှာရည်ရွယ်ချက်ရှိတယ်ကွာဘာမဟုတ်တဲ့ကိစ္စနဲ့အဲ့ဒီရည်ရွယ်ချက်ကိုအပြတ်မခံနဲ့နားလည်လား ဟုတ်ကဲ့ပါ ဘယ်နေပေါ်လာလဲလာထိုင်အေးစေးပဲမလားအေးစေးပဲဟာ အော်သမီးတန်ငယ်ချင်းလည်းရောက်နေတာကိုတော်ပဲမမီပြန်ခဏသွားလိုက်အောင်မယ်နော်သမီးသူစားဒုက္ခလာနေနော် ဟုတ်ကဲ့ပါအန်တီဒီနေ့ပိတ်ရက်ဆိုမရှိမှာပဲဆိုရင်တမင်ထွက်လာတာကွာ အေးကဲဘာစားမလဲဘာတောင်းမလဲပြော အိမ်မှာတမင်ဆိုင်မှာထွက်လာတာမင်းတို့မေးစရာရှိလို့ ဟဲ့ဘာလဲငါလည်းအရင်မရှိဖျားမရှိနဲ့ မင်းစားတော့တဲ့နေရာကိုခံမင်းညိုကြောင်ပြောတာလေကွာလူပုံစံကလည်းအမိုက်စားတဲ့တထေးသားလို့လည်းပြောတာပဲဒါပေမဲ့ရန်ခဏခဏဖြစ်တဲ့လူမိုက်လာတော့မသိပါဘူးကွာတို့ထင်တာကတော့အချစ်လူမိုက်လို့ထင်တာပဲဒါပါကိုခံမင်းညိုကြောင်သိကျင်တာမဟုတ်ဘူးမင်းနဲ့ကိုခံမင်းညိုရဲ့ချင်းကိုသိကျင်တာ အေးပါအဲ့ကြောင်နင်းသိကျင်တယ်မလားသိကျင်ခဏရဆောင်ကအေးတော့ဖြော်လာရော ဟဲ့အောင်ဒီကောင်ဒီနေ့ဘာဖြစ်နေလဲငါလည်းလာတယ် အေးကွာခမင်းကဘာဖြစ်နေလဲ တွေးရရအများကြီးပဲကွာခေါင်းထဲမှာအဖေနဲ့အမေတယ်ပြီးတော့ခင်ဆန်နေကိုင်းရှုပ်နေတာပါတော့ကွာ ဟဲ့မင်းပင်လည်းမင်းဘာဖြစ်နေလဲကွာဟောဟဲ့အောင်မင်းဒီမှာရန်ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မင်းပင်လည်းမင်းကမင်းကိုနိုင်ငံသားလူကိုစီးစင်းတာနေပါဘူးကွာ ဒါများကွာနောက်လားဆိုရင်မသွားရတော့မှာနည်းနည်းစောသွားရင်လည်းဘာထူးမှာ ထူးတာပေါ့ကွာငါခင်ဆန်နေကိုင်းကိုချစ်တယ်ဆိုတဲ့စကားဖွင့်မပြောရသေးဘူး ဘာ ဟုတ်တယ်ငါသူ့ကိုချစ်မိနေပြီအစတော့ငါဘယ်မိန်းမအောင်မှလည်းစိတ်ဝင်စားတယ်သူငါ့ကိုစာသင်ပေးဖို့ရောက်လာတော့လည်းငါစိတ်ဝင်စားတယ်နောက်မှတဖြည်းဖြည်းငါသူ့ကိုချစ်တယ်ဆိုတာငါကရိပ်မိလာတာကွာ သိလိုက်ပါတော့ခံမင်းညိုပါမင်းအနေနဲ့ကင်းစန်နေနိုင်လို့အမေတငယ်ချင်းနေလေကွာနောက်ပြီးကင်းစန်နေနိုင်လို့ဘက်ကမင်းတို့လောက်မချမ်းသာဘူးသူတို့တွေအားလုံးပညာတတ်တူကြီးပဲနေနဲ့ကရွှေနဲ့ပြပြင်မဲ့ကိစ္စမင်းမို့လို့အပင်ပန်းခံပြီးစဉ်းစားတယ်ကွာမင်းကလည်း ခမင်းညိုစားမှဖြစ်စားလွယ်ကနေစဉ်းစားနေတော့စား ငါအဲ့လောက်ကြီးလွယ်တာကိုသဘောမကျဘူးလူကြီးချင်းသဘောတူလို့ယူရလိုက်ရင်အိမ်တော်မျိုးလည်းငါမဖြစ်ချင်ဘူးငါသူ့ကိုချစ်တယ်လို့ तू ကလည်းငါ့ကိုချစ်စေချင်တာနှစ်ဦးသဘောတူလက်ထပ်ရတဲ့အိမ်တော်မျိုးပဲငါဖြစ်ချင်တာကွာငါသူ့ကိုချစ်တယ်လို့ဖွင့်ပြောရင်လည်း तू ကလက်ခံမှာမဟုတ် तू ကအမှားစားကွာ မင်းရတယ်ကွာစစ်မရောက်ခင်တည်းကညားကုန်နေချစ်တယ်လို့ဖွင့်ပြောလိုက်ပေါ့ကွာမိန်းကလေးဆိုတာလေဘယ်သူမှချစ်ချင်းဟုတ်ကဲ့ပါရှင်ကျမတို့ရှင်ကိုချစ်နေတာကြာမှပြီရှင်လို့ဘယ်သူမှအဖြစ်မပေးဘူးတော့လဲပါတော့စဉ်းစားအောင်ပေါ့မင်းရတယ် ခမင်းညိုဒီကောင်ပြောတာမှန်နေကွာ မင်းတို့ပြောသလောက်လွယ်တယ်မထင်ဘူးနော်
သူချစ်ကိုချစ်ဆိုတဲ့ဘဝကိုငါတို့နှစ်ယောက်ရောက်လာအောင်ငါဘာလုပ်တဲ့လဲဆိုတာမင်းတို့နှစ်ယောက်ဝိုင်းပြီးစဉ်းစားပေးကြမှာပါအဲ့ကောင်လေးဘယ်သူလဲအဖေအဲ့ကောင်လေးဘယ်သူလဲဖေလည်းမသိပါဘူးကွာအဖေမဆိုရင်အဖေပြန်လာတာဒီကောင်လေးပြဿနာရှာတာခုလောက်ဆိုရင်တော့ခင်ဆန်နီခါရဲ့မျက်နှာလှလှပပလေးကတော်တော်လေးကိုဖူးရောင်နေတော့ခံမင်းကြီးကိုဂျိုးတုတ်ခင်စံနေခိုင်းအောင်နှိမ့်ဆက်တာကြည့်ခိုင်းမင်းတို့ရဲ့စိတ်ကတော့ကောင်းပါလူကိုနှိမ့်ဆက်လို့လည်းမကောင်းဘူးစိတ်ကနှိမ့်ဆက်နေတာပေါ့မြောက်တာဒီနေ့ရောက်ထားပြီတော့ပထမတော့ကမင်းဖမ်းထားခိုင်းလို့ဒီနေ့ရောက်ဖမ်းခဲ့တယ်ဒါပေမဲ့ထိုင်းမှာဘာဖြစ်လဲထိုင်းမှာငါတို့စိတ်ကြောင်းသွားပြီကွာခင်စံနေခိုင်းနဲ့ခံမင်းညို့လူချင်းနဲ့နောက်တစ်ယောက်ရှိတယ်ကွာဒီကတော့ခံမင်းညို့အဖေနဲ့စီးပွားပြန်တယ်အဲ့တော့မင်းပြန်မင်းကြီးကရမယ့်ပတ်စံကိုဘာလို့ထပ်မလို့ကိုလူကြပဲယူလိုက်တော့ခင်ဗျားတို့ဆိုလိုတဲ့သဘောကဒီနေ့ကခင်ဗျားတို့အင်းဆိုတယ်ဒီလိုလုံးလို့မရဘူးကျွန်တော်ကခမင်းညို့ပညာပေးပြန်ပြန်အခုခင်ဗျားတို့လုံနေတာရှားစိုးတော်တော်ရှားရှိတာပဲကွာ
快没有，快没有，看哪里地方呀？ကိုကောင်ဘာဖြစ်တာလဲ 快没有，你都，都看没有的，看哪里吧？ ကျေးဇူးတင်ပါတယ်ခံမင်းပါပြီးတော့ငါမှားခဲ့တာတွေလည်းငါတောင်းပန်ပါတယ်မင်းကမကူရင်ငါသိပြီကွာ ကျေးဇူးတင်ကြလည်းမလို့တောင်းပန်ကြလည်းမလို့ပါကွာမင်းသားဒီကောင်တွေကိုရှုံးပေးလိုက်ရင်ငါတို့နှစ်ယောက်လုံးဘဝပြန်မှာကွာငါအဖေလည်းကောင်းကောင်းကြီးစိတ်ဒုက္ခရောက်မှာဟုတ်တော့ပြီ ရံမီပွားအောင်ဖြစ်စေခဲ့တာတီးပါကိုခမင်းညွယ်စိတ်ထဲမှာဒီမင်းကလေးအဆက်နဲလာ ਈ လားလို့ထင်နေလဲထင်နေလေ စာရေးဆရာတယောက်ကပြောဦးတယ်အလွယ်တကူမှတ်ချက်ချတတ်တာကျုပ်ယုံမိုးလုံးပဲငါလည်းအလွယ်တကူမှတ်ချက်ချတတ်တဲ့ကောင်မဟုတ်ဘူး တကယ်တော့ကိုခမင်းညိုစတွေ့ကြတာတီးသဘောကျခဲ့တစ်ဖက်သက်ချစ်လို့လည်းပြောလို့ရတယ်အဲ့ဒါနဲ့ကိုခမင်းညိုတီးရင်းနှီးအောင်လုပ်ခဲ့တာကိုခမင်းညိုကတီးကိုအတင်းလိုက်နှောက်ရှက်တဲ့ပုံစံမျိုးနဲ့ကိုပြောခဲ့ကိုနဲ့ကိုခမင်းညိုနဲ့ပြဿနာဖြစ်မှတီးရချောင်းဝင်ဖြေရှင်းမယ်ဆိုပြီးစိတ်ကူးခဲ့တာဒါပေမဲ့အဲ့ဒီစိတ်ကူးရတခုမှဖြစ်မလာခဲ့ပါဘူးကိုခမင်းညိုကတီးကိုဥပက္ခပြုလေတီးပိုပြီးမကျေနပ်ဖြစ်လေပဲအဲ့တော့အမုန်းတွေပိုပြီးပွားခဲ့ပါတယ်တကယ်တော့ချစ်ဆိုတာဟန်နီယူလို့လည်းမရအတင်းအဓမ္မလုပ်ယူလို့လည်းမရဘူးဆိုတော့သူချစ်ကိုချစ်ဆိုတာပြီးရဲ့နှလုံးသားပြီးရဲ့ပေါ်လာတဲ့ကြောင့်အဲ့ဒါပြောချင်လို့ဒီနေရာမှာခဲ့ရဖြစ်ပျက်ခဲ့ရတဲ့အားလုံးအတွက်ကိုခမင်းတို့ဒီလိုတောင်းပါမယ်
နင့်ကငါခွင့်လို့ပါနင့်ရဲ့စိတ်ကိုလည်းငါမမြင်နိုင်ဘူးနင်းနဲ့နင့်ကငါ့ပေါ်မှာအမြဲတမ်းရန်လုံနေလို့ပဲငါသိကြတယ်ပြဿနာရဲ့ရင်းမြစ်ကိုဝင်ကူးရှင်းပြငါသိတယ်လူရဲ့စိတ်ကတိတ်ဆန်းကြပါတီးနင့်ကငါချစ်သူတယောက်လို့မချစ်နိုင်ဘူးအချစ်ဆုံးတငယ်ချင်းတယောက်လို့ငါရဲ့ညီမလေးအရင်တယောက်လို့ငါချစ်နိုင်ပါတယ်တောင်းနေချင်တတ်ပါ နှစ်သိမ့်စုပေါ့စုကြီးမရခဲ့ရင်တော့မှနှစ်သိမ့်စုပေးရတယ်ဆိုတော့ဘာပဲပြောဘဝမှာဖြည့်သိမ့်စရာတခုရပါတီးကျင်တတ်ပါတယ်ကိုခမ်းမင်း ခုလိုဒေါ်မေဘယ်ခိုင်တို့သားမိကိုခေါ်လိုက်ရတဲ့ပထမအကြောင်းကတော့ကျွန်တော်သားလေးခန့်မင်းညိုအင်္ဂလိပ်စာသင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းကိုပြောချင်လို့ပါဒုတိယအကြောင်းကတော့ကဲကြည့်ပြောမှဖြစ်ဆက်ပြောတာမဟုတ်ဘူးသူများပြောဝေချန်ထားနေရသေးတယ်စင်းရဲ့ချမ်းသာမျှဝေခံစားတတ်တဲ့လင်မယားဆိုတော့စကားကိုလည်းမျှပြောခြင်းလို့နေမှာပေါ့နော်ဟုတ်တယ်မလားဥက္ကမောင်မျိုးဒီလိုကပထမတော့နိုင်ငံခြားကိုလှုပ်ဖို့တားကြောက်တယ်ပေါ့ဒါကြောင့်အင်္ဂလိပ်စာသင်ရတာလေကွန်ပျူတာကတော့အခြေခံရောစီရင်စာတားတက်ပြီးသားအင်္ဂလိပ်စာသင်ရင်းနဲ့သမီးလေးခင်စံနေခိုင်ကစိတ်ရောကိုယ်ပါကုညီတာရေနောက်တစ်ချက်ကနိုင်ငံခြားလုပ်ငန်းကိုလေ့လာဖို့အတွက်ခင်စံနေခိုင်ကိုသားနဲ့အတူနိုင်ငံခြားကိုထည့်လိုက်ရှင်တယ်လေရှင်သမီးကခံမင်းညိုနဲ့အတူနိုင်ငံခြားကိုလိုက်ရမယ်ဗါလေသမီးကခုမှသိတာလားတားတော်မောင်ရဲ့ဆန္ဒလည်းပါတာပေါ့ဗျာသူကခင်စန်နီခိုင်ကိုမှတခါတည်းသူနဲ့နိုင်ငံခြားကိုထည့်လိုက်ပေါ့အကြံပြုတာဗျာခင်စန်နီခိုင်ကလည်းအလုပ်တစ်ခုကိုဝင်ရတော့မယ်ဆိုတော့ကျွန်တော်ကုမ္ပဏီကိုပဲအလုပ်ခန့်လိုက်တဲ့သဘောပေါ့ဗျာမခိုင်ငင်းလို့တော့စိတ်မကူးနဲ့နော်ကျွန်တော်အားလုံးစီစဉ်ပြီးသားဗီဇာပတ်စပို့ကိစ္စအစားကျွန်တော်စီစဉ်ပေးမှာကျွန်တော်ရဲ့ကိုရေးရာရှိအဖြစ်နဲ့လိုက်ခဲ့ရမှာGo, Donnie. Guess I got it.